အဲ့မှာတသားလည်းပါတယ်အီဂျင်လည်းပါတယ်ရေးရလည်းပါတယ်တေဒီလည်းပါတယ်မမီလည်းပါတယ်အဲ့ဆိုရင်တရားမယ်လို့ပြောတဲ့အခါမှာပပတို့ဒီခန္ဓာကိုလည်းတရားမယ်ပြီးတဲ့အခါပပတို့ဝိညာဉ်လည်းငရဲမှာထပ်ပြီးတော့ဒုက္ခခံရအောင်မယ်အဲ့ဒါလုံးဝမပြီးတော့အမြင်ငရဲမှာနေရမယ်ဟုတ်ပြီနော်အဲ့ဒါကိုဘုရားဟာအလိုမရှိဘာလို့ဖဖဘုရားရဲ့ချစ်အေဒီကိုဖျက်ခဲ့ရဲ့ချစ်ဒီရကိုဖျက်ခဲ့အရင်ချစ်တယ်ဒါကြောင့်မလို့ဘာလို့လဲဆိုတော့တပါဒီတော်တာလို့ခေါ်တဲ့ယေရှုခရစ်တော်ကိုဘာလို့လဲတပါဒီတော်တာဘာလို့လဲယေရှုခရစ်တော်ကိုလောကမှာစေလွတ်တယ်မြေကြီးပေါ်မှာလူစားတိခံတယ်သူဟာပပတို့အားလုံးရဲ့အဖြစ်ကြောင့်ဘယ်မှာသိခံတယ်လဝကလိုက်မှာဘယ်မှာလဲတွေ့ရအောင်လဝကလိုက်မှာအတိခံတယ်ဟုတ်တယ်မလားသူတိခံပြီးတော့ဖြစ်လဲ3ရက်မြောက်တဲ့နေ့မှာစင်ကြထားမြောက်တယ်အဲ့ဒါကိုရေးရတွေ့ဘူးလားမတွေ့ဘူးဒီတော့တွေ့ဘူးလားဖဖတွေ့ဘူးလားပပလည်းမတွေ့ဘူးဒါပေမဲ့ဘုရားရဲ့ဝိညာဉ်တော်ဟာပပတို့ကိုအဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုယုံကြည်တတ်စေတယ်အာမင်ယုံကြည်တတ်စေတယ်ယေရှုဟာဖဖအတွက်အေဂျင်အတွက်ယေရအတွက်အသေးခံခဲ့တယ်အသေးခံပေးရုံအကျွေးဆက်ပေးရုံလည်းမဟုတ်ဘူးတော်ရမြောက်နေမှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုဖဖယုံတယ်အေဂျင်ယုံတယ်ရရယုံကြည်တယ်ဆိုရင်တေးရင်ပဲသွားဆရာမျိုးတော့လေငရေသွားဆရာမျိုးတော့ဘယ်သူနဲ့တော့နေရမလဲဘုရားသခင်နဲ့အတူတူနေရတော့မယ်နောက်တစ်ခုကဘုရားသခင်နိုင်ငံတော်ထဲမှာနေရမယ်ဘုရားသခင်ထားပြီးတဲ့ကဘာတစ်ယေရုရှလင်မြို့တဲ့မှာဘာလို့ကမအိုးလည်းပြောရအောင်မနာမတည်တော့ဘူးထာဝရအသက်ရှင်နေဟုတ်ပြီနော်အဲ့ဒါကပထမသတင်းကောင်းလို့ခေါ်တယ်အာမင်မထားလားဒီငယ်တော့ချင်တယ်မရှိလားမရှိဘူးတကယ်ကြောက်စရာကောင်းတယ်ဒါကြောင့်ဘာလို့သားသမီးတွေကိုဖျက်ခင်အပါခွေပေးထားလဲဆိုတော့စေလွတ်တဲ့တပါးရီတော်သားတော်ယေရှုကိုယုံကြည်စေခြင်းတယ်အာမင်အဲကြောင့်သားတော်ကိုယုံကြည်တော်သူတွေပျက်စီးခြင်းကိုမရောက်ဘဲနဲ့ဘာရမလဲထာဝရအသက်ကိုရမယ်လို့ပြောတယ်အာမင်ဒါကလည်းစစ်တောင်းရနော်သခင်ယေရှုပပနောက်လိုက်ဆိုတော့သခင်ယေရှုလောကမှာလူစားတိခံပြီးကားတိုင်းပေါ်မှာတတသမီးတို့အတွက်ကိုစားအတေခံပြီးလို့ယေရှုတင်ပါတယ်တတသမီးအသက်တာထဲမှာလာရောက်ရှင်သန်ပါစိတ်နှလုံးကျွမ်းမဲ့ယုံကြည်ပါလေယေရှုဟာအရှင်သခင်ဖြစ်တယ်ဆိုတာယုံကြည်ပါ၏ကယ်တင်ပါရှင်သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်အာမင်